မြို့ကိုစိတ်ကွန်စီလက်ထက်နဲ့ပြန်လည်ရယူနိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ပထမဦးစားပေးတာတော့အဲ့လိုမျိုးသိမ်းတဲ့ပွဲတွေပြင်းထန်ခဲ့တဲ့မတူပီလိုမျိုးမင်းတပ်လိုမျိုးဖလမ်လိုမျိုးဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးဦးစားပေးလို့ရတာတော့ဒီမြေမှုမိုင်းနေပေါ့နော်မြေမြုပ်မိုင်းနေရှင်းလင်းတာဒီစစ်လက်ကျန်ပစ္စည်းတွေပေါ့ unexploded ordnance ဒီလိုမျိုးပြန်လည်ပောက်ကွဲနိုင်သေးတဲ့ဒီစစ်လက်နက်ကျန်ပစ္စည်းတွေကိုရှင်းလင်းတယ်မြေမြုပ်မိုင်းနေရှင်းလင်းနေပေါ့နော်အဲ့ဒါတော့ကျွန်တော်ဦးစားပေးမှာဆောင်ရွက်ကြတာပေါ့အရတားနေလို့ရတဲ့ဒီနေရာတွေကိုပေါ့နော်လုံးဝကင်းရှင်းရှင်းတွားလာလို့ရတဲ့နေရာမရှင်းလင်းနိုင်သေးတဲ့နေရာတော့ခွဲခြားပြီးမှပြည်သူတွေပြန်လည်ဝင်ရောက်လာနိုင်ပြီဆိုရင်တော့ကျွန်တော်တို့အဓိကတော့ပြန်ဦးစားပေးတာတော့ဒီစီပင်ပေါ့စီပင်ဆိုတာတော့ဒီရေပေါ့ကျွန်တော်ဒီချင်းပြည်ဒေသတော့ဖျက်စင်မီကတော့ဒီမဟာတာအားလိုင်းတို့ဘာလို့ညာတော့ဒီတိုက်ပွဲအတွင်းမှာတော့၎င်းထိခိုက်မှုတွေပေါ့နော်တာဝါတိုင်တွေပြူတာလဲတာဟိုတိုက်ပွဲအတွင်းမှာထိခိုက်တာရှိခဲ့အတွက်ကြောင့်ဖျက်စင်မီတော့ကျွန်တော်တို့ဒါအချိန်တန်ယူအောင်မယ်ပေါ့ဒါပေမဲ့ရေကတော့ကျွန်တော်တို့အကုန်လုံးရေတွေပြန်သွေတယ်အင်တိုင်းစိတ်ရေပြန်ရောက်အောင်ပေါ့နော်မြို့သိမ်းတိုက်ပွဲပြီးတာကလည်းဒီ2024ဒီဇင်ဘာတို့ဘယ်လိုမျိုးပေါ့နော်အဓိကအဖြစ်တော့နွေရာသီပေါ့ဒီနွေရာသီဆိုရင်တောင်ပေါ်မှာရေနည်းနည်းရှားတယ်ပေါ့နော်ဒါတော့ချင်းပြည်မှာရှိတဲ့မြို့အကုန်လုံးပါပဲအဲ့ဒီဟာအတွက်ကျွန်တော်ဦးစားပေးပြီးမှပြန်လာအောင်လုပ်တယ်ထောင်ကန်ဒီကိုပြန်ရှင်းတယ်မြောင်းဒီပြန်ဖော်တယ်ဒီပြီးခဲ့တဲ့4နှစ်5နှစ်လောက်ကမြို့တွင်းတန်ရှင်းရဘာမှမလုပ်နိုင်ခဲ့ကြဘူးဆိုတော့မြို့မှာခြုံတွေပိတ်ပေါင်းတွေထူထပ်နေတာတွေရှိတယ်တန်ရှင်းရလုပ်တယ်မြောင်းတွေဖော်တယ်တိုက်ပွဲတွင်းမှာရှိတဲ့စစ်လက်နက်ကြံပစ္စည်းတွေဖယ်ရှားပေးတယ်မိုင်းတွေရှင်းတယ်ပေါ့ပြည်သူတွေပြန်ဝင်လာအောင်လုပ်တယ်ပြန်ဝင်လာနေချအခြေချနေထိုင်နေအောင်ပေါ့လေပြီးတော့မှဒီမြို့သိမ်းတိုက်ပွဲတွင်းမှာဆုံးရှုံးသွားတဲ့နေအိမ်တချို့မိလောင်တဲ့တချို့လို့ဆိုကျွန်တော်တတ်နိုင်တယ်လို့ကုညီထောက်ပံ့တာမျိုးလေးတွေလုပ်တယ်ကျွန်တော်ဒီမြို့ပေါ်မှာဒီ rule of law အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီညတော့ဘယ်ချိန်တော့တွားလို့မရဘူးပေါ့ပြီးတော့ဘယ်ချိန်တော့တွားလာလို့ရတယ်အဓိကတော့လုံခြုံရေးဦးစားပေးရတာပေါ့ဟိုကျွန်တော်တို့ဒီမင်းတပ်ဆိုရင်လည်းဒီမြို့သိမ်းတိုက်ပွဲအပြီး2025 January နဲ့အခုဇွန်လမှာပဲပေါ့နော်ဇွန်လအတွင်းမှာကိုလေကြောင်းတိုက်ခိုက်မှု19ချိန်ရှိတယ်ဝလန်နဲ့ဆိုရင်20ရှိမှာပေါ့အဲ့လိုမျိုးတောက်လျှောက်လေကြောင်းတိုက်ခိုက်ခံရတာတွေရှိတဲ့အတွက်ကြောင့်လည်းနည်းနည်းအခက်ခဲလေးတွေရှိတဲ့အပိုင်းတွေရှိတယ်ဘာလို့လဲဆိုတော့ပြည်သူတွေကကျွန်တော်တို့ဒီ data တစ်ခုလုံးကိုလုံးဝလွှမ်းခြုံနိုင်ပြီအခုနလိုမျိုး public service တွေလည်းပဲအရင်ကတည်းကကျွန်တော်တို့ကဒီ2022-23လောက်ကိုရပဲပြည်သူ့အုပ်ချုပ်ရေးဥပဒေကိုဝိုင်းဝန်းရေးဆွဲပြဋ္ဌာန်းကြတယ်ပြီးတော့မှတစ်နှစ်တစ်ချိန်ပေါ့နော်ဒီတမျိုးနယ်လုံးမှာရှိတဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး45ဦးတိုက်နယ်အုပ်ချုပ်ရေးမှူး9ဦးဌာနတာဝန်ခံ73ဦးပြီးတော့မှအဲ့လိုမျိုးလူတွေကိုလုံးကိုတမျိုးနယ်လုံးတိုင်းတာနဲ့စုလိုက်တယ်ပြီးတော့မှဒီ observer တွေတကွာပေါ့နော်ကျွန်တော်တို့ဒီ election ပေါ့ဒီလူ့ဘက်မဲပေးရွေးချယ်တဲ့စနစ်နဲ့ပဲကျွန်တော်တို့အုပ်ချုပ်ရေး run လာတယ်ဆိုတော့ဌာနတွေတော်တော်များများပေါ့ခုနမျိုးတရားရေးတို့ပြည်သူရေးတို့ပြီးတော့ကျန်းမာရေးတို့ပညာရေးတို့တစ်တော်တို့စိုက်ပျိုးရေးတို့မွေးမြူရေးနဲ့ကုသရေးတို့ CDM ဌာနတို့ပြည်သူ့ရင်ခွန်တို့တရင်ပြန်ကြားရေးတို့ပြီးတော့မှဒီလူသားချင်းစာနာထောက်ထားရေးနဲ့ကုညီပံ့ပိုးရေးတို့အဲ့လိုမျိုးပေါ့ဌာနတွေတော်တော်များများလည်းပြန် run မိတာကြားပြီဆိုတော့ကျွန်တော်အနေနဲ့တော့ဒီဌာနတွေကိုအကုန်လုံးမြို့ပေါ်ပြန်ရွှေ့လိုက်တယ်ပေါ့နော်မြို့ပေါ်ပြန်ရွှေ့ပြီးမှကျွန်တော်တို့ပြန် check set ပြီးမှ run နေတာတွေများတယ်နည်းနည်းပြဿနာအခက်ခဲရတော့ဒီစကားစားရဲ့လေကြောင်းတိုက်ခိုက်မှုတွေများတဲ့အတွက်ကြောင့်ပြည်သူတွေပြန်ဝင်လာဖို့မရဲဖြစ်တယ်အခက်ခဲရှိတဲ့ပိုင်းတွေရှိတယ်ပေါ့နော်အတိကအခက်ခဲတော့အဲ့ဒါပါဂျန်နဲ့ရာဇဝတ်မှုပိုင်းမှာဆိုလည်းဥပမာကျွန်တော်မျိုးပေါ်မှာနေတယ်ဆိုတော့ခုလင်မယားစကားများကြတာအစဒါမှမဟုတ်လည်းအင်းကြီးချင်းနေနဲ့ပြဿနာတက်တာအစဟိုတခါအဲ့လိုမျိုးလေးတွေပေါ့လေအသေးပွားလေးတွေကိစ္စအစပေါ့နော်ကျွန်တော်တို့ကူညီပေးတယ်ဖြည့်ရှင်းပေးတယ်စိတ်ဆက်ညှိနှိုင်းပေးတယ်ဥပမာကျွန်တော်တို့ဆိုရင်ဒေတာအခြေအနေအရဘယ်လိုပြောမလဲအရက်ပီယာတွေပိတ်ပင်ထားတယ်ဒါကကျွန်တော်တို့အခြေအနေကအမျိုးမျိုးဖြစ်သေးတာရောပြီးတော့မှမြို့ပေါ်မှာလူငယ်တွေကလက်နက်ကန်ရဲဘော်လေးလည်းများသေးတာရောအဲ့ဒါမျိုးရဲ့အခြေအနေကြောင့်အရက်သေးစာနဲ့ကျွန်တော်ချင်းချင်းနေရတဲ့ပိတ်ပင်တဲ့ဘိုင်းတွေရှိတယ်ဆိုတော့အရက်သေးစာကင်းစင်ဖို့နောက်ကြမှာကျွန်တော်တို့ကစနစ်တကျပေါ့နော်လိုင်စင်နဲ့စီးကမ်းနဲ့ပေါ့နော်စနစ်တကျအဲ့လိုမျိုးဆောင်ရွက်ဖို့အဲ့လိုမျိုးတွေလုပ်နေတယ်တစ်ဆက်တည်းမှာလည်းပဲကျွန်တော်တို့ data တွင်းမှာစိုက်ပျိုးရေးတွေပေါ့နော်လက်ရှိပင်ဒီအထူးသဖြင့်ကာဖီတို့ထောပတ်တို့စိုက်ပျိုးတာတဖြည်းဖြည်းအားပေးတယ်အဲ့လိုမျိုးကျွန်တော်နေဒီမှာတော့တောက်လျှောက်ပေါ့နော်လုပ်နေတယ်အဲ့လိုမျိုးတင်တန်းလေးတွေပေးတယ်ပြိုးပင်တွေစုပေးတယ်အဲ့ဒီတင်တန်းလေးတွေကာဖီပညာစိုက်ပျိုးရေးတင်တန်းပေးတဲ့အပြင်ဒီနှစ်တူဆိုတာတဲ့ဒီလိုပေါ့ကော်ဖီထုတ်တို့ပေါ့နော်စသဖြင့်ပေါ့လေဒီ
ဒီဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတဲ့တောင်သူတွေကိုလည်းကျွန်တော်တို့ကဈေးကွက်ရှာပေးတယ်နေရာတွေပြင်ဆင်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်နယ်တွေဘက်မှာဆိုလည်းကျွန်တော်တို့နနောက်တီဆိုလည်းမြို့သိမ်းတဲ့ပွဲတော်ကနနောက်တီကိုယာနဲ့ချီထောင်နဲ့ချီနီးပါးကိုထူခဲ့တဲ့ပြည်သူတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီတောင်တန်းယောဂကာကွယ်ဆေးတွေအကုန်လုံး free ပေါ့နော်ပြန်ပေးတယ်တောင်တန်းယောဂါတွေပေါင်ပုတ်လက်ပုတ်တွေဖြစ်လာတဲ့ဟာဆိုရင်လည်းကျွန်တော်တို့ကသွားပြီးမှကြေးရွာတွေအကုန်လုံးကုသပေးတယ်ဒီကျွန်တော်တို့ဒီကာကွယ်ဆေးတွေဆိုလဲပေါ့နော်ဒီကျွန်တော်တို့ cold chain နေနဲ့ထားပေးတယ်ပေါ့ကျွန်တော်တို့ရဲ့ primary target ကမြို့နယ်အုပ်ချုပ်ရေးအနေနဲ့ပေါ့နော်တရားဥပဒေစိုးမိုးရေးနဲ့ရှေ့ခံပြည်သူလူထုစာဝတ်နေရေးပြည်လဲကြီးပဲဒီကြားကာလမှာပေါ့နော်ဦးစားပေးဆိုတော့ကျွန်တော်တို့လမ်းတွေပြန်ကျင်းတယ်လမ်းတွေပြန်ဖော်တယ်လမ်းတွေကိုပြန်ရှင်းတယ်ခြုံလွယ်ပြီးပေါင်းထူနေတာပေါ့နော်အဲ့လိုမျိုးလမ်းတွေပြန်ရှင်းတာတွေရှိတယ်တစ်စစ်မိတစ်စစ်တော့စနစ်ကျလာအောင်ဟိုပြန်စီပင်လာအောင်ပေါ့နော်အဓိကခက်ခဲတော့စိတ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတစ်ခုပေါ့နော်အဲ့အတွက်ကြောင့်ပြည်သူတွေစိုးရိမ်ကြောက်လန့်မှုတွေများတဲ့အတွက်ကြောင့်ဒီနေ့ပြန်မလာရဲသေးတာပေါ့ဒါပေမဲ့တစ်ဖက်ကကြည့်မှဆိုတော့ကျွန်တော်တို့မှာတရားဥပဒေစိုးမိုးမှုအရာပေါ့နော်တရားစီရင်ရေးအရာအဲ့လိုမျိုးလေကြောင်းကလွဲလို့ပေါ့နော်ပြည်သူဒီဥမာရက်သေးရွာထဲမှာသွားတာလာတာအစလုံခြုံစိတ်ချမှုအပြည့်အဝရှိတယ်ဒီပညာရေးကျန်းမာရေးအစပေါ့နော်စေုံစိတ်ခန့်နေတဲ့ကုဒီလုတ်ဆောင်နေတာပြည်သူဝန်ဆောင်မှုတွေပေးနေတာအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ပြည်သူတွေအနေနဲ့လည်းတပွဲပွဲပြန်လာကြပါလေပြန်လာနေကြတော့ညာလည်းပဲခုနပြောတဲ့ဒီလေကြောင်းအန်ဒရယ်ကြောင့်စိတ်ရှိတဲ့လောက်ပြန်မလာနိုင်ကြသေးဘူးပေါ့လေကြောင်းအန်ဒရယ်တာမရှိဘူးဆိုတော့ကျွန်တော်တို့တပတ်နှစ်ပတ်အတွင်းကိုအင်ချီဒီထောင်နဲ့ချီမှပြန်လာနိုင်တယ်ပေါ့နော်ဒီကတော့အကုန်လုံးကနည်းနည်းကျွန်တော်တို့ရဲ့စည်ရည်တဲ့နေလည်းနည်းနည်းကြားတော့နည်းနည်းစောင့်လိုက်အောင်မယ်ပေါ့နော်ဟိုပြီးတော့မှဒီမကွေးတိုင်းမှာလည်းပဲဘလို့ဖြစ်လာနိုင်တယ်ဆိုတာမျိုးဒီစကိုင်းတိုင်းမှာလည်းပဲဖြစ်လာနေတာဆိုရချီပြီးမှသူတို့ကအနည်းဆုံးတော့၄၅6လတော့ဒီတိုက်ပွဲတွေပြီးသွားမှာပဲဆိုတာမျိုးစောင့်ကြည့်နေတဲ့အဲ့လိုမျိုးပေါ့နော်ပြည်သူလည်းများတယ်ပေါ့လေအဲ့ဒါကြောင့်လည်းဟိုတကယ်အရင်တော့ကလိုမျိုးပြန်လဲစီပင်လာတဲ့သဘောမျိုးမရှိသေးတာပေါ့လေbasic public service တွေအကုန်လုံးကျွန်တော်တို့ပေးအပ်ထားတာကူညီထားတာပြင်ဆင်ထားတာရှိပါတယ်ကိုရောမန်ပြောတာတော်တော်လေးလည်းအာအထွန်းချုပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဖလန်အနေနဲ့ကြတော့အဲမြို့သိမ်းတာကလည်းကို2 လ3 လထဲမှာဝင်နေတာပေါ့လေဆိုတော့အဲ့ဒီအာမှာကျွန်တော်တို့အနေနဲ့ဒီမြို့တွင်းထဲမှာအဓိကစီပင်သားရေးလုပ်ငန်းတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်နေပါတယ်ဟောအဓိကရည်မီနဲ့ဒီလမ်းပန်းဆက်သွယ်ရေးပေါ့ဒီဟာတွေကိုကျွန်တော်တို့အထူးဆောင်ရွက်နေတဲ့အချိန်ကာလဖြစ်ပါတယ်နောက်ပြီးတော့ဒီမြို့တွင်းထဲမှာပြည်သူတွေဝင်လာလို့ရှိရင်အရင်တော့လိုရည်တွေမရှိလို့ရှိရင်ပြည်သူတွေကဝင်လို့မရတဲ့အခြေအနေမှာရှိတဲ့အတွက်ကြောင့်ခုနလိုမျိုးစီပင်တိုင်းလုပ်ငန်းတွေကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်အခုလောလောဆယ်အနေနဲ့ကျွန်တော်တို့အတိုင်းအတာတစ်ခုကိုကျွန်တော်တို့တတ်မှတ်ပြီးတော့မြို့တိတက်ပွဲကနေတစ်မြို့နယ်လုံးကာဗာတဲ့အုပ်ချုပ်ရေးကဏ္ဍကိုကျွန်တော်တို့ဆောင်ရွက်နေတဲ့အချိန်ကာလဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဖလန်ကဒီမူရတီရောက်တဲ့အခါမှာတော်လေးခက်တာကကျွန်တော်တို့တောင်ပေါ်မှာကမြေရမ်းပြိုတယ်ဆိုတော့ကျွန်တော်တို့ကလေးလမ်းမနောက်ပြီးတော့ကလေးကနေဝိပလာလမ်းမနောက်ပြီးတော့ကျွန်တော်တို့ကလေးဖလန်ကနေဒီ RIP နေဆက်ဒေတာ recorder အဲ့ဖက်လန်နောက်ပြီးတော့ကျွန်တော်ဖလန်ကနေဟာခါဆိုလန်က4 ခုလောက်ရှိတယ်အဲ့ပီတူတွေတုံးနေလမ်းမကြီးတွေကတော်တော်လေးကိုဒီ3 နှစ် 4 နှစ်အတွင်းမှာတော်တော်လေးပျက်စီးတဲ့ဟာရှိတယ်ဆိုတော့အဲ့ဒါတွေကိုလည်းကျွန်တော်တို့အဆောက်အဦရေးလုပ်ငန်းတို့ဘာလို့လဲကျွန်တော်တို့ဘယ်လိုပုံစံနဲ့ဒီလမ်းတွေကိုဘယ်လိုပြုပြင်မလဲဆိုတဲ့ဟာတွေလည်းကျွန်တော်ဆောင်ရွက်နေတဲ့အချိန်ကာလဖြစ်ပါတယ်နောက်ပြီးတော့အဓိကအရေးကြီးတာကပညာရေးကျန်းမာရေးကဏ္ဍအုပ်ချုပ်ရေးကဏ္ဍတို့ကအရင်ကြီးကြီးတဲ့ခါကျတော့အရင်တော့ကတော့ကျွန်တော်တို့ပညာရေးကျန်းမာရေးကိုမြို့ဖလားမြို့ကလွဲတော့အကုန်လုံးကြီးလက်ဒေတာတွေမှာကျွန်တော်ဆောင်ရွက်တယ်ဒါပေမဲ့အခုကမြို့ကိုတင်းတဲ့ခါကျတော့အဲ့ဒီမြို့တွင်းထဲမှာတမြို့နယ်လုံးတိုင်းတာနဲ့ဆောင်ရွက်နေတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကျွန်တော်တို့ခုမှပညာရေးကျန်းမာရေးဆိုလို့ရှိရင်ကျွန်တော်တို့တမျိုးနယ်လုံးအတိုင်းတာနဲ့ဆေးရုံဟို major operation လုပ်နိုင်တဲ့ဆေးရုံ2 ရုံနဲ့ဒီ fix လို့ခေါ်တဲ့ fix clinic ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့15 ခုလောက်ကျွန်တော်တို့ကြီးတဲ့ data တွေမှာကျွန်တော်ဖွင့်ထားပါတယ်ပညာရေးဆိုရင်လည်းအရင်တော့ဒီကြီးတဲ့ data ဒီမှာပဲကျွန်တော်ပညာရေးကိုကျွန်တော် run တဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့အခုချိန်မှာတော့အားလုံး
တမျိုးနယ်လုံးတိုင်းတာနဲ့ဘယ်လိုပုံစံနဲ့တွားကြမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဆောင်ရွက်လက်ရှိတယ်နောက်ပြီးအုပ်ချုပ်ရေးကဏ္ဍကိုလည်းမြို့နယ်လုံးလွှမ်းခြုံတဲ့အုပ်ချုပ်ရေးနောက်ပြီးကျွန်တော်တို့ flat အခြေအနေရလူမျိုးနယ်စုကလည်း12ခုလောက်ကျွန်တော်တို့ရှိတဲ့ခါကျတော့ချင်းပြည်နယ်မှာလူမျိုးနယ်စု53ကျွန်တော်ရှိတယ်လို့ကျွန်တော်ပြောရင်တောင်မှလေးပုံရဲ့တပုံလုံးကတော့ကျွန်တော်တို့ flat မှာရှိတဲ့ခါကျတော့အဲ့ဒီလူမျိုးနယ်စုနဲ့ပတ်သက်တဲ့အာဟိုဘယ်လိုပြောမလဲပဋိပက္ခလေးတွေမရှိအောင်ကျွန်တော်တို့ဘယ်လိုပုံစံနဲ့အုပ်ချုပ်ရေးကိုတွားမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့အခုချိန်မှာ constitution တွေရေးဆွဲနေတဲ့အချိန်ကာလဖြစ်တယ်ကျွန်တော်တို့တော့ဒီ flan တင်းတဲ့ချိန်ကနေအတိုင်းအတာတစ်ခုအထိကိုကျွန်တော်တို့ထားပြီးမှအဲ့ဒီအတိုင်းအတာတစ်ခုရောက်တဲ့ချိန်မှာအုပ်ချုပ်ရေးမှာရောဖြစ်ဖြစ်အကုန်လုံးကိုကျွန်တော်တို့ပြည်သူရဲ့ civil လက်ထဲရောက်ဖို့ရန်အတွက်ကျွန်တော်တို့တမျိုးနယ်လုံးတိုင်းတာတဲ့အုပ်ချုပ်ရေးကဏ္ဍကိုလည်းဖော်ဆောင်ဖို့ရတဲ့တွားနေတဲ့အချိန်ကာလဖြစ်တယ်။နောက်ပြီးတော့တစ်ခုကတော့ခုနမင်းတပ်ဘက်ကကိုရောက်မှာပြောတယ်လို့မျိုး security ဘိုင်းဆိုင်ရာမှာဒီလေကြောင်းရန်ကိုဘယ်လိုကာကွယ်ကြမလဲဆိုတဲ့အပိုင်းကဏ္ဍကိုလည်းကျွန်တော်တို့အများကြီးစဉ်းစားတဲ့အချိန်ဖြစ်တယ်။ဥပမာအနေနဲ့ကိုဗစ်တုန်းမှာကျွန်တော်တို့အများအားပြောသလိုပဲ living with covid ဆိုတာရှိပါတယ်ကိုဗစ်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကိုဗစ်ရှိတဲ့ချိန်မှာကျွန်တော်တို့ mask တွေဝတ်မယ်ဘာညာပေါ့လေအဲ့လိုလက်တွေဆေးမယ်ဆိုတဲ့ပုံစံအခုကကျွန်တော် civil war နဲ့ရှိတဲ့ခါကျတော့ living with civil war ပုံစံပြည်သူတွေအနေနဲ့ဒီ civil war မှာနေတဲ့ခါမှာဘယ်လိုပုံစံနဲ့ security ကျွန်တော်တို့ကိုဟာကိုလည်းအကြောင်းအရာဘယ်လိုကာကွယ်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဆောင်ရွက်တဲ့အချိန်ကာလဖြစ်တဲ့နောက် awareness တွေလည်းကျွန်တော်တို့ပြည်သူတွေနဲ့ဘယ်လိုပုံစံနဲ့လုပ်ကြမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆောင်ရွက်နေပါတယ်အချိန်ကာလတိုင်းတာတစ်ခုရောက်တဲ့ခါမှာကျွန်တော်တို့ဒီမြို့တွင်းထဲမှာရောပြည်သူတွေဝင်လို့ရအောင်ကျွန်တော်တို့အနေနဲ့စီပင်တိုင်းလုံးဝရောပညာရေးကျန်းမာရေးရော security ပိုင်းရောကျွန်တော်တို့ဆောင်ရွက်နေတဲ့အချိန်ကာလဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်